Hello မင်္ဂလာပါဒီနေ့ပြောမှာကတော့အဆက်ကလေးပေါ့နော်ရှေ့ကကျွန်တော်ဆက်သွားတဲ့ဟာလေးပေါ့နော်တဆူတစ်ပါးဒီတော့ကျွန်တော်နှစ်ချင်းခရစ်ယာန်ပါဒုတိယမွေးချင်းခံပြီးတဲ့ born again ဖြစ်တယ်ဟလားမီယိုဖလာနှစ်ချင်းခရစ်ယာန်ဖြစ်တယ် generation 40မြောက်မီယိုဖလာနှစ်ချင်းခရစ်ယာန်ဖြစ်တယ် born again နှစ်ချင်းခရစ်ယာန်ဖြစ်တယ်ကျွန်တော်နှစ်ချင်းခရစ်ယာန်ရဲ့ doctrine တွေကိုပြောမှာမဟုတ်ဘူးကျွန်တော် sola scriptura ဆိုတဲ့တမန်ကျမ်းစာ66ကျမ်းဆရာယူဒတန်ရဲ့တမန်ကျမ်းစာ66ကျမ်းကိုပဲစုပ်ကိုင်ပြီးတော့ကျွန်တော်ကျမ်းစာ approve ပေါ့နော် biblically approve ကိုပဲပြောမှာဖြစ်တယ်ဘယ် doctrine ကိုမှမကိုးကားဘူးကျွန်တော် AG အကြောင်းလည်းမပြောဘူး Pentecostal အကြောင်းလည်းမပြောဘူး Modalism အကြောင်းလည်းမပြောဘူး Oneness အကြောင်းလည်းမပြောဘူးနှစ်ချင်းအကြောင်းလည်းမပြောဘူး Anglican အကြောင်းလည်းမပြောဘူးဧဝံဂေလိအကြောင်းလည်းမပြောဘူးကျွန်တော်ပြောမှာ66ကျမ်းတမန်ကျမ်းစာတရားယူသံဘယ်လိုရေးထားတယ်ဘာအဓိပ္ပာယ်နဲ့ရေးတယ်တန်ရှင်းသောဝိညာဉ်ကဘယ်လိုဖော်ပြတယ်အဲ့ဒါပဲပြောမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဖော်ပြချက်ပေါ့နော်ရှေ့မှာတန်ရှင်းသောဝိညာဉ်တော်ကဖော်ပြတဲ့တမန်ကျမ်းစာ66ကျမ်းကပုဂ္ဂိုလ်သုံးပါမရှိဘူးတဆူတပါးဒီတော့ဘုရားပဲဖြစ်တယ်နားမလဲတာပဲဖြစ်တယ် Trinity ဆိုတာကလည်းပုဂ္ဂိုလ်သုံးပါးလို့မပြောဘူး Trinity ဆိုတာအဲ့ Trinity ကိုအ내ပြောင်းပြန်လှန်ပြီးတော့ပုဂ္ဂိုလ်သုံးပါးဖယေဘွားဖြစ်ပါတယ်ဆိုပြီးတော့ပြောနေတာဖြစ်တယ် Trinity ရဲ့မူရင်းအစတာတူလီယန်တို့ပြောသွားတဲ့ Trinity ဆိုတာကဘာလဲ19 Creed ကပြဋ္ဌာန်းတဲ့ Trinity ဆိုတာကဘာလဲအဲ့ရှင်ဟောကဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်9ကိုဂျိုဟန်နီးကော်မာလို့လည်းခေါ်တယ်နော်ဟုတ်နောက်တစ်ခါရှေ့မှာခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်နဲ့နာမနဲ့ဗိဓိဇံပေးကြလို့ဆိုတာကလည်းဘာလို့ခေါ်လဲဆိုအဲ့ကျမ်းချက်ကမရှိဘူးလို့လည်းပြောတယ်ရှိတယ်လို့လည်းပြောတယ်နော်မရှိဘူးပြောရှိတယ်ပြောအဲ့ဒီကြမ်းချက်ကအ ਨੇ အဓိပ္ပာယ်ကရှင်ဟောခရစ်ဝင်အခန်းရှင်ဟောဟာဩရာစာပထမဆုံးအခန်းကြီး9အငယ်ဟလာခွန်8ပေါ့ဗျာ6ခွန်8ပေါ့အဲ့ဒီနာမှာနော်အဲ့ရမှာပြောတာတတိကံ3ပါဆိုတာအဲ့ဒါပုဂ္ဂိုလ်မဟုတ်ဘူးတတိကံလို့ပဲပြောတယ်အဲ့တတိကံကိုဘလောင်းပလဲလို့ပြီးပုဂ္ဂိုလ်ပါလို့ပြောတယ်ဘုရား3ပါရှိပါတယ်ပုဂ္ဂိုလ်3ပါတီးခြားရှိပါတယ်လို့ပြောနေတာကိုယ်တွေကအဲ့ဒီကျမ်းစာကိုအဲ့ဒီကျမ်းစာရဲ့မူရင်းစကားကိုက3ပါလို့ပြောတယ် witness လို့ပြောတယ် witness ဆိုတဲ့ကိုကရေတဘာဆိုပါပြောတိုင်းပုဂ္ဂိုလ်လို့ပြောရင်ရေတဘာကလည်းပုဂ္ဂိုလ်အသွေးတဘာကလည်းပုဂ္ဂိုလ်ဟုတ်လားအကုန်ပုဂ္ဂိုလ်ကြီးပဲဖြစ်ကုန်မှာပေါ့အပါလို့ပြောတဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ကုန်မှာပေါ့ဗက်တိဇံတဘာဆိုဟာဗက်တိဇံကလည်းပုဂ္ဂိုလ်ဖြစ်သွားအောင်အဲ့လိုပြောလို့မရဘူးเนาะအဲ့ဒါကိုကျွန်တော်ဆွေးနွေးနေတာပေါ့เนาะဆွေးနွေးနေတော့ရှေ့မှာလည်းကျွန်တော်ဆွေးနွေးခဲ့ပြီးပြီတော်တော်များများအခုအဲ့ဒီအဆက်ကလေးပေါ့ဗျာဘာကိုဆက်မှာလဲဆိုတော့ကျွန်တော်စာချုပ်ဆိုတဲ့ကိစ္စကိုဆက်မှာဗျာအဲ့ဒါကျွန်တော်ဆက်ပြောချင်နေတာတော့ကြာပြီပေါ့เนาะဒီနေ့မှပဲအဲ့ဒါလေးစာချုပ်ဆိုတဲ့ကိစ္စလေးကိုတတိယတတိယပြီးတော့အဲ့စာချုပ်ရှင်ဆိုတဲ့ဟာပေါ့နော်ဘယ်ဟာလဲဆိုဟေဘဲဩဝါဒစာအခန်းကြီး9အငယ်16နဲ့19ဟေဘဲဩဝါဒစာအခန်းကြီး9အငယ်16နဲ့19အဲ့ဒါကိုတည်ပြီးတော့ biblically approve အဖြစ်ပုဂ္ဂိုလ်နှစ်ပါးမရှိဘူးပုဂ္ဂိုလ်တစ်ပါးပဲရှိတယ်တဆူတစ်ပါးဒီတော့ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းတမန်ကျမ်းစာ biblically approve ဖျားကျွန်တော်ဒီနေ့အဲ sharing လုပ်မှာဖြစ်တယ် knowledge sharing လုပ်မှာဖြစ်တယ်အဲ့တော့ပုဂ္ဂိုလ်ကြီးကြနှစ်ပါးမဟုတ်ဘူး YHWH ရဲ့ခန္ဓာဟာ bodies of Christ ဖြစ်တယ်ဆိုတဲ့အကြောင်းဘယ်မှာပြောနေတာလဲဆိုဟေဘဲဩဝါဒစာအခန်းကြီး9အငယ်16ဟေဘဲဩဝါဒစာအခန်းကြီး9အငယ်16 19မှာပြောနေတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်က theology လည်းမပြောဘူးဘာ logic မှမပြောဘူးတမန်ကျမ်းစာကိုပဲပြောနေတာဖြစ်တယ်ဂိုင်းကနကိုလည်းပြောနေတာမဟုတ်ဘူးပင်တေကိုဆယ်လည်းမပြောဘူးမော်ဒလစ်ဇင်လည်းမပြောဘူးနှစ်ချင်းကိုလည်းမပြောဘူးတမန်ကျမ်းစာ66ကျမ်းမှာတော့ဒီလိုပြောထားတယ်ဆိုတာပဲကျွန်တော်ပြောတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တစ်ချက်ဖတ်ပြမယ်ဤဘဲဩဝါဒစာအခန်းကြီး9အငယ်16မှာအမွေခံစီခြင်းကအခွင့်ပေး၍စာချုပ်တဲ့အမှုမှာလဲစာချုပ်တည်လင်စာချုပ်သောသူသည်ဧကအမှန်သိရမယ်နော်ဟေဘဲဩဝါဒစာခန်းကြီး9အငယ်16နောက်တစ်ခေါက်ပြန်မယ်အမွေခံစီခြင်းကအခွင့်ပေး၍စာချုပ်တဲ့အမှုမှာလဲစာချုပ်တည်လင်စာချုပ်သောသူသည်ဧကအမှန်သိရမယ်လိုရင်းတို့ရှင်ပြောရင်စာချုပ်ချုပ်ရင်အဲ့စာချုပ်ရှင်သေမှအဲ့စာချုပ်ပြည့်ပဲအဲ့စာချုပ်မပြည့်ပြည့်ရင်စာချုပ်ရှင်မသေဘူးဆိုရင်အဲ့စာချုပ်ကအတည်ဖြစ်တယ်စာချုပ်ရှင်သေသွားရင်အဲ့စာချုပ်ကတရားမဝင်တော့ပြတ်သွားတယ်အဲ့တော့နော်
ဟေဘေဩဝါဒစာအခန်းကြီး6ပဲအငယ်16မှာဆက်ကြည့်တဲ့ context ဆိုတော့နော်အကယ်၍မသေးဘူးဆိုရင်စာချုပ်တည်လဲမတည်ဘူးတဲ့ဟမ်သေမသာတည်တယ်သေမတည်အဲ့ဒါပါဗျယေရှုခရစ်တော်သေခံပေးရမယ်နော်အသေးခံပေးရမယ်အသေးခံပေးမှအဲ့ဒီပဋိညာဉ်တည်တယ်အဲ့ဒါပါလဲပဋိညာဉ်သစ်ကိုပြောတာပဋိညာဉ်သစ်ကအာမခံလို့ယေရှုခရစ်တော်ပြောရမှာအဲ့ဒီဟာကိုဟေဘေဩဝါဒစာပြောပြတယ်ကောင်းပြီ vice versa ကျွန်တော်တို့ပြန်တွေးရအောင်ဒါဆိုကျမ်းစာ66ကျမ်းလုံးကိုမှန်းမယ်နော်တစ်ပိုက်ကပဲမှန်ပြီနောက်တစ်ပိုက်ကမှားလို့မရအောင်ဒါဓမ္မသစ်ဆိုရင်ဓမ္မဟောင်းမှာလည်းသွားမှန်းမယ်ကောင်းပြီဓမ္မဟောင်းရဲ့ဗြိဉ္ဉ်အဟောင်းရဲ့သက်တွေကဘယ်သူလဲစာချုပ်ရှင်ကဘယ်သူယေဟောဝါယာဝေဟုတ်တယ်နော်ဗြိဉ္ဉ်ပေါင်း600ကျော်နော်ပြည့်ညတ်တော်10ပါးအပါဝင်နော်အခြားပညာ600ကျော်ရှိ623ချက်လားမသိဘူးเนาะအမှတ်တမဲ့ပဲမှားရင်လည်းမှားမယ်600တော့ကျော်တာအမှန်ပဲเนาะအဲ့တော့ပညာတော့10ပါးပါမယ်ဆိုရင်တော့600ကျော်မှာအမှန်ပဲ623 614 6အဲ့လိုပေါ့ရှိမှာround about ကို600ပေါ့ပညာတော်ပါအဲ့ဒီပညာတော်တာစာချုပ်ဖြစ်တယ်ဘာလို့ဖျားသခင်နဲ့လူလူစာကြားမှာချုပ်တာဘာလို့လဲယေဟောဝါယာဝေနဲ့ချုပ်တာအဲ့ဒီအချိန်မှာဘယ်သူနဲ့မှမချုပ်ဘူးယာဝေနဲ့ပဲချုပ်တာအဲ့ဒီစာချုပ်ကဘာလဲပြည့်စုံဖို့လို့ပြောတာအဲ့ဒီပြည့်စုံဖို့ဆိုတာအခြားဖယဘွားသားတော်ဖယဘွားကိုလှုပ်လို့မရဘူးလှုပ်ရင်အဲ့ဒါတရားတော်မူသောအဖာဆိုတဲ့ names နော်ယာဝေရဲ့ names ဟာ distort ဖြစ်သွားတယ်ဘာလို့ကျိုးပဲသွားဘာလို့တခြားလူကိုလှုပ်လိုက်တဲ့အတွက်ကြောင့်ဒါ abuse လုပ်တာသူတစ်ပါးခန္ဓာကို abuse မလုပ်ဘူးလို့ကျွန်တော်ပြောတယ်နော်ဝင်ပူးကတ်တာမဟုတ်ဘူးနော်တရှင်သောဝိညာဉ်တော်ကနတ်ပူးသလိုဝင်ပူးတာမဟုတ်ဘူးဆိုတာလေကျွန်တော်အဲ့ဒါကိုတစ်ဆက်တည်းဆွေးနွေးမှာဖြစ်တယ်နော်မြန်မြန်လေးသွားအောင်နော်ကျွန်တော် gist တော့ထုတ်ထားတယ်ဆိုတော့အဲ့တော့အကယ်၍မသေးလေထိုစာချုပ်သည်တေမလာတည်မယ်အထက်ပါကြမ်းကြက်အရာပထမဗြိဉ္ဉ်စာချုပ်ရှင်ဟာ YHWH ဖြစ်တယ်ပထမဗြိဉ္ဉ်ဆိုတာ10 commandments plus ပြည့်ညတ်တော့600ကျော်ကိုပြောတာဖြစ်တယ်နော်အဲ့ပထမပဋိညာဉ်စာချုပ်ဒီ YHWH ဖြစ်သောကြောင့်စာချုပ်ရှင်ဟာ YHWH ဖြစ်သောကြောင့်ကားတိုင်းနဲ့တက်တော်စွန့်ရအသွေးသွင်းရမည်သူမှာနော်ကျမ်းစာရဲ့စာချုပ်ရှင်ဒါလင်ဖြစ်ရမယ်ဆိုတဲ့ဟာဒါ approve biblically approve ဖြစ်နေတာဖြစ်တယ်နော်ဟေဘရဲ6:16-19အရာနော်ယေရှုခရစ်တော်သည်တေးကြပုဂ္ဂိုလ်သားတော်ဖရာအပွားလူစားထိုးတာဖယဘွားအစားထိုးတာသားတော်ဖရာတေးကြပုဂ္ဂိုလ်တော်ပေါ့အစားထိုးတာမဟုတ်ဘဲနဲ့လူစားဒီခံယူတဲ့ယေဟောဝါယာဝေ YHWH ကိုယ်တိုင်ပင်ဖြစ်ကြောင်းကိုနော်ဓမ္မဟောင်းနဲ့ဓမ္မသစ်ကြားစာအထောက်အထားနဲ့ရှီမာဣသရေလဆိုတဲ့မိုနိုသီဇင် God တာဖြစ်ကြောင်းကိုကျွန်တော်ဆက်ပြီးတော့တင်ပြဆွေးနွေးမှာဖြစ်တယ်နော်အဲ့တော့ဗျာဒိဘာနဲ့ချိတ်ဆက်ပြီးဆွေးနွေးမယ်လဲဆိုရင်ဗျာဒိကျမ်းအခန်းကြီး73အငယ်8မှာကွတ်မြတ်သောတိုးတင်ငယ်အသက်စာတော်၌ကဘာဥကပဲစင်ရဲမဝင်သောမြေကြီးသားအပေါင်းတို့၏သားရဲကိုကိုးဝဲကြ၏ကွတ်မြတ်သောတိုးတင်ငယ်အသက်စာတော်ဆိုတာဘယ်တည်းရရှိတာကဘာဥမှရှိတာကဘာကိုဖန်ဆင်းကာစမဖန်ဆင်းခင်တည်းကအဲ့ဒီ plan ရှိတယ် Great Salvation Plan ဆိုတာရှိပြီးသားအဲ့ဒါတိုးတင်ငယ်ဆိုတာယေရှုခရစ်တော်အဲ့ဒီယေရှုခရစ်တော်ဆိုတာဘာလဲ sonship ကိုပြောတာဖယေဘွားမဟုတ်ဘူးတိကျဖယေဘွားမဟုတ်အဲ့ဒီယာဝေမှာအဲ့ဒီ sonship အားဖြင့် guide ဆက်ခွင့်အားဖြင့်စွန့်ပေးပြီးတော့ရွေးနှုတ်ခဲ့တယ်မယ်ဆိုတဲ့ plan ရှိတယ်အဲ့ဒါကိုပြောတာအဲ့ဒါကဘာဦးတွေကရှိနေနော်အဲ့ဒါတစ်ချက်နောက်ကဗျာဒိကျမ်းအခန်းကြီး20 15မှာအသက်စာတော်၌ဆင်းရဲမဝင်သောသူရှိသမျှတို့ကိုမိရိုင်တဲ့သူချပြလေဆိုတာအဲ့ဒါအတိုးတငယ်အသက်စာတော်ကဘာဦးမှာတွေက plan ရှိတယ်ဆိုတော့ကျွန်တော်ပြန်ချိတ်ပြအဲ့တော့ရှင်းပြရမယ်ကြမ်းချက်တစ်ခုကျွန်တော်နောက်ထပ်ဖတ်ပြမယ်အဲ့တော့တေချာနားလည်ဖို့လိုပဲနော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး7အငယ်24မှာအိုအဖာတဲ့ဟောကျွန်တော်ဆက်ဖတ်ပြလိုက်မယ်နော်ရှင်ယောဟန်အခန်းကြီး7အငယ်25 26မှာတရားတော်မူသောအဖာလို့လည်းပြောတယ်ဘာလို့တရားတော်မူသောအဖာဆိုတော့သူ name ဖြစ်တယ် name ဆိုတာ job ပေါ့ job title နော်နာမတော်ရဲ့ job title ဖြစ်တယ်ဘာလို့တရားသဖြင့်စီရင်တဲ့တရားတော်နေမင်းတရားတော်မူသောအဖဆိုတာဘာလို့လဲ YHWH ကိုပဲခေါ်တာဖြစ်တယ်ဒါကြောင့်မို့သူကတရားတဲ့အမှုကိုပဲဆောင်ရွက်တာဖြစ်တဲ့အတွက်ဖယေဘွားလူစားထိုးလို့ရှိရင်ဒါတရားတော်မူသောအဖဆိုတဲ့ name မှာ distortion ဖြစ်သွားတယ် distortion ဆိုတာကျိုးပဲ့ပျက်စီးသွားတယ်သမာကျမ်းစာနဲ့ရှေ့နဲ့နောက်နဲ့မညီဘူးဖြစ်တယ်ဒါကြောင့်မလို့တရားတော်မူသောအဖသူကိုယ်တိုင်လာပြီးတော့ suffering ကိုသူ့ရဲ့ကိုယ်ပိုင်ခန္ဓာနဲ့အဲ့ suffering ကိုခံရတာဖြစ်တယ်နော်နားလည်လားမသိဘူးအဲ့တော့အဲ့ plan စီမံကိန်းကဗျာဒိ
73ပေါ့နော်25ကိုကိုးကားမယ်ဆိုရင်ဘာကိုပြန်ပြောမလဲဆိုရှင်ယောဟန်ခရစ်ဝင်အခန်းကြီး19အငယ်24မှာအိုဖာဆိုတာဘာကိုပြောတာလဲ YHWH one body အတွင်းမှာရှိတယ် one spirit ဆိုတဲ့နာမ်ဝိညာဉ်အေလိုဟင်းကိုရည်ညွှန်းတာအဲ့ဒါ one body one spirit ကိုရည်ညွှန်းတာဖြစ်တယ်နော်ကိုရိုဒီဤကဘာမရှိမီကျွန်ုပ်ကိုဆိုတာအဲ့ဒါ sonship ကိုပြောတာတိကျဖေရဘွားကိုပြောတာမဟုတ်အဲ့ကျမ်းချက်ကနော်ရှင်ကခရစ်အခန်းကြီး19အငယ်24ကိုကျွန်တော်ရှင်းပြနေတယ်နော်ကိုရိုဒီဤကဘာမတီမရှိမီကျွန်ုပ်ကိုဆိုဟောဖေဘွားသူလားသားတော်ဖေရလို့ပြောတယ်မဟုတ်ဘူးအဲ့ဒါဘာပဲ sonship ကိုပြောနေတာအဲ့ကဘာမတီမရှိမရှိတဲ့တိုးတငယ်ရဲ့အသက်စာဆောင်ဆိုတဲ့ sonship plan ကဒီဟောမှာရှိပြီးသားဖြစ်တယ် why is လို့ရှိအဲ့ဒါကိုနားလဲလားဟောညမှန်တိတ်မကောင်းဆိုတော့ကိုရိုဒီ ego မတီမရှိမီကျွန်တော်ကိုနော်ကျွန်တော်ကိုဆိုတဲ့နေရာမှာဘာကိုကျွန်တော်တို့သွားပြီးတော့သိရမှာလဲဆိုတော့ sonship ကိုပြောတာဖြစ်တယ် sonship ဆိုတာသားရဲ့အဖြစ်တော်ကိုစွန့်ပေးမှာဖြစ်တယ် gain ဆက်ခွင့်အားဖြင့်ရွေးနှုတ်ခဲ့တယ်မှာဖြစ်တယ်အဲ့ဒီမှာ what began flesh process ဆိုတဲ့ plan ကိုပြောတာဖြစ်တယ်တိုးတငယ်ရဲ့အသက်စာတော်ဆိုတာနားလည်လာတော့မသိနော်ရှုပ်တော့ရှုပ်နေတယ်နော်တိုးတငယ်ရဲ့အသက်စာတော်ဆိုတာဘာကိုပြောတာလဲ what began flesh process လူစားဒီခံယူလာမယ်ဆိုတဲ့ plan great commission great salvation plan အဲ့ဒါတိုးတငယ်အသက်စာတော်ကဘာဦးတွေကရှိနေတယ်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအသက်စာဆောင်ကဖယားမဟုတ်ဘူးဖယားမဟုတ်သေးဘူးဟမ်ဖယားနှစ်ပါးမဟုတ်ဘူးသုံးပါးမဟုတ်ဘူးယာဝေပဲယာဝေရဲ့ plan အဲ့ဒါကိုပြောပြနေအဲ့တော့ကျွန်ုပ်ကိုဆိုတာ sonship ဘာလဲအဲ့ဒီလူစားတီခံယူလာတဲ့အချိန်မှာ sonship ဖြစ်လာအဲ့ဒါယေရှုဖြစ်တယ်နော်ဒီဟူသောကဘာဥကပင်ကွက်မြတ်သောတိုးတငယ်အသက်စာဆောင်ကယ်တင်ခြင်းမဟာစီမံကိန်းကိုဆိုလိုတာဖြစ်တယ်အဲ့ဒါဗျာဒိတ်373ဗျာဒိတ်အခန်းကြီး73အငယ်8နဲ့ဗျာဒိတ်အခန်းကြီး20အငယ်15ကိုနော်ဖတ်ကြည့်လို့ရှိရင်ဒါအဲ့ဒီထဲက plan ရှိတယ်ဆိုတဲ့ sonship ပေါ့နော်သားတော်ရဲ့အဖြစ်တော်ကိုစွန့်ပေးမှာနားလည်လာမယ်ဖယားနှစ်ပါးမဟုတ်ဘူးနှစ်ပါးမဟုတ်ဘူးကဘာဥကပဲတပါးပဲနော်အလေရောက်တော့လဲတပါးပဲယေရှုခရစ်တော်တတ်တော်စွန့်တော်လဲအဲ့ဒီတပါးတည်းပဲလာစွန့်သွားတာထားမြောက်တော်လဲအဲ့တပါးပဲထားမြောက်တာပြန်လာရင်လည်းအဲ့တပါးပဲပြန်လာပါဘယ်လိုပြန်လာမှာလဲခမဲတော်အဖြစ်နဲ့ပြန်မလာဘူးလူသားအဖြစ်နဲ့ပဲပြန်လာမှာအဲ့လိုပြောတာနော်အဲ့တော့ဒါတွေ3 21 22ကိုညွှန်းတာဖြစ်တယ်ကျွန်တော်ကိုချီကျွန်တော်ကပြီးတော်မူသောဘုံတော်ကိုဆိုတာဘာကိုပြောအဲ့ဘုံဆိုတာ right hand side ကိုပြောတာနားလေလားမသိဘူးဒါတွေအခန်းကြီး3အငယ်21 22ကိုပြောတာဖြစ်တယ်ငါဒီအောင်မြေခမည်းတော်ကြီးပြင်မှာထိုင်နေတော့အောင်မြင်သောသူကငါ့ပြင်မှာထိုင်ငါနဲ့အတူထိုင်ရသောအခွင့်ကိုပေးမယ်ဆိုအဲ့ဗျာဒီကျမ်း3မှာပြောတယ်21 22မှာပြောတယ် right hand side ဆိုတော့ကျွန်တော်ပြောပြတယ်အဲ့ right hand side ဆိုတော့ဘာလဲဆိုတော့အဲ့ဒီ offer လုပ်တာဘာလို့ယေဘရဟိအရာကိုဝန်ခံမဲ့သူကားတိုင်းလမ်းကိုဝန်ခံမဲ့သူကားတိုင်းကိုဝမ်းကိုဝန်ခံလက်ခံ receive လုပ်မဲ့သူအတွက်ပြင်ဆင်ထားတဲ့ right hand side ဖြစ်တယ်နော်အဲ့ဒါကြောင့်လူသားကအဲ့ right hand side မှာရိုက်ရပြတယ်ဘာလို့နှုတ်ကပတ်တော်လူစားတီခံယူတာယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ ဖြစ်တယ်ဆိုတော့ဝန်ခံပြီးအဲ့ဒီမှာစွန့်ပေးတဲ့ sonship ဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတဲ့သားရဲ့အဖြစ်တော်ကိုဝန်ခံတဲ့အတူတူ right hand side ကိုပြင်ဆင်ထားတာဖြစ်တယ်ဒါလည်းလားမသိဘူးအဲ့ဒါငါဒီအောင်မြေခမည်းတော်ကြီးပြင်မှာခမည်းတော်နဲ့အတူထိုင်နေတော့အောင်မြေသောသူဒီငါကြီးပြင်မှာငါနဲ့အတူထိုင်ရတော့ခွင့်ပဲအဲ့ right hand side ကိုပြောနေတာဖြစ်တယ်ကျွန်တော်ဟာ sonship ဂိုင်းဆက်ခွင့်ပေးတော်မူတော့သူတို့ဒီဂိုင်းဆက်ခွင့်စွန့်ပေးတာကိုဝန်ခံတဲ့သူတို့ဒီကျွန်တော်ကပေးတော်မူတော့သူတို့ဒီနော်အဲ့ဒီဗျာဒိတ်ယူပါယုံကိုနားလေခွင့်ရမည်အကြောင်းရှုမြင်ရမည်အကြောင်းကျွန်တော်ကိုရှိရအရနိုင်ကျွန်တော်ရှိရအရနိုင် right hand side ကိုပြောတာကျွန်တော်ရှိရအရဘာလို့လူသားဘုရားသခင်လက်ရဘက်မှာရက်ပြနေတယ်အဲ့ဒါကျွန်တော်ရှိရအရနိုင်ကျွန်တော်နဲ့တူရှိနေစေခြင်းကကျွန်တော်အလိုရှိပါ၏ဘာအတိပဲအဲ့ right hand side ကိုရှိနေစေခြင်းက offer လုံးနေတာနားလည်လားမသိဘူးအဲ့ right hand side ကနေကြည့်တော့မှခမည်းတော်ရဲ့ပလင်မှာယေရှုခရစ်ကိုတဆူတော်ဘာဒီတို့ဘုရားအဖြစ်မြင်ရအဲ့ right hand side ကမဟုတ်ပဲနဲ့အောက်ကနေလှမ်းကြည့်နေနှစ်ပါးဖြစ်နေတာနားလည်လားမသိဘူးအဲ့ right hand side ကိုကျွန်တော်ရှင်းပြတာနော်ဟိုနေပေါ့နော်ရှင်ဟောခရစ်အခန်းကြီး7အငယ်24နဲ့ပေါ့နော်အဲ့တော့ရှင်ဟောခရစ်အခန်းကြီး7 25 26ကိုကျွန်တော်ပြန်ဖတ်ပြမယ်တရားတော်မူသောအဖလောကီသားတို့ဒီကိုတော်ကိုမသိတော့လဲကျွန်တော်သိပါ၏တရားတော်မူသောအဖက YHWH ကိုတော်ဒီဆိုတော့လောကီသားတို့ကကိုတော်ကိုမသိဘူးတဲ့ခမည်းတော်ကိုမသိဘူးလို့ပြောတာလောကီသားတို့ကိုတော်ကိုမသိတော့
ကိုရောမသိတော့ကျွန်တော်ကသိတယ်ဘာလို့လဲ तू ကလူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေဖြစ်တဲ့အတွက်ကြောင့်ယာဝေရဲ့ခန္ဓာဖြစ်တဲ့အတွက် तू သိနေတယ်ဘာလို့လဲ one body one spirit ဖြစ်နေသိနေဟောကိုရောဒီကျွန်တော်ကိုဇေလွတ်တော်မူကြောင်းကိုထိုသူတို့ဒီသိကြပါပြီဘယ်သူတွေလဲတတိုးသမီးကိုပြောတာလူတိုင်းမသိဘူးမသိတဲ့အတွက်နှစ်ပါးဖြစ်နေတာပုဂ္ဂိုလ်နှစ်ပါးပုဂ္ဂိုလ်သုံးပါးဖြစ်နေတာသိတဲ့လူက तू ဆိုတာကိုသိတယ်လူစားတိခံရလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ ဖြစ်တယ်ဆိုတာကိုသိအဲ့ဒါကိုပြောတာကိုလိုဒီကျွန်တော်ကိုဇေလွတ်တော်မူကြောင်းကိုထိုသူတို့ဒီပြီးကြပါဇေလွတ်ချင်းဆိုတာပါလေကျွန်တော်ဇေလွတ်ချင်းနှစ်မျိုးကိုပြောပြီးပြီရှေ့ပါနော်အဲ့ဒါပါလေဘေးပန်ကာရိုဖက်တန် as what become flesh နှုတ်ကပတ်တော်လူစားတိခံယူခြင်းကိုပြောတာအဲ့ဒါဇေလွတ်ချင်းလို့ခေါ်တာ I send my word and I heal your disease ဆိုကျွန်တော်ရှေ့မှာရှင်းလာပြီအဲ့ဒါပြန်ပြီးတော့တပုတ်ဦးဖြစ်နေကြားနေမယ်နော်ဖြတ်နာတော့လေနားလေကြမှာမဟုတ်ဘူးဗျအဲ့ဒါကြောင့် lock ဖြစ်နေတယ်လို့ပြောတာဟုတ်လားဟောတမန်ကျမ်းစာကိုမှတ်မိသောဉာဏ်ကိုရမှာအဲ့ရတမန်ကျမ်းစာတွေချိတ်ဆက်ပြီးအ내ပေါ်လာတာဖြစ်အဲ့တမန်ကျမ်းစာကိုမှတ်မိသောဉာဏ်ဘယ်သူကပေးရလဲဆိုတန်ရှင်းသောဝိညာဉ်တော်ကပေးတာအဲ့တန်ရှင်းသောဝိညာဉ်တော်ဘယ်လိုလာပေးတာလဲဗက်ဒီဆန်ခံရမှာဒုတိယမူခြင်းခံရမှာအဲ့တမန်ကျမ်းစာတွေကိုမှတ်မိလားပြီးတော့အဲ့လိုတစ်ခုနဲ့တစ်ခု link လုပ်ပေါ်လာဒီအကြောင်းကိုဖတ်လိုက်တဲ့အချိန်မှာနောက်ကျမ်းစာတွေကပေါ်လာနှစ်ခုသုံးခုအဲ့လိုပေါ်လာအဲ့တန်ရှင်းသောဝိညာဉ်တော်ကဆောင်းပါအဲ့ဒါကြောင့်မလို့နော်တမန်ကျမ်းစာကိုမမှတ်မိဘူးဆိုရင်ဒီကျွန်တော်ပြောနေတာတွေကိုလေနားလည်ဖို့သိခက်တယ်ဘာလို့လဲအဲ့ဒါဘောနဂဲမဖြစ်သေးဘူးဒုတိယမူခြင်းခံပြီးဆိုရင်အဲ့တမန်ကျမ်းတော်ကတန်ရှင်းသောဝိညာဉ်တော်နဲ့ဗိဇံခံရတဲ့အခါမှာထိုဥစေတဲ့ရောက်လာတော့ခတ်သိမ်းသောအရာတို့ပြသသွန်သင်တော်မူ၏ငါပြောခဲ့သောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့ကပေးတော်မူမှတ်မိရဲဆိုတော့ကျမ်းစာတအုပ်လုံးအဲ့လိုဖတ်လိုက်တာနဲ့သူက link လောက်လာတာ prosopological exegesis ဆိုတော့သိရမှာbridge တရားတွေထိုးလာပြီးတော့ကျမ်းစာတွေပေါ်လာအဲ့ဒါဝိညာဉ်တော်ကလှုပ်ပေးတာဖြစ်တယ်အဲ့ဒီမှတ်မိတဲ့ဉာဏ်ဆိုအလင်းပေါ့နော်အဲ့ဒါမရှိရင်ကျွန်တော်ပြောတာဘယ်လိုမှချိတ်ဆက်လို့တတ်မှာမဟုတ်နော်ဒါပဲကျွန်တော်လည်းတတ်နိုင်တဲ့လောက်တော့ပြောနေတာပေါ့နော်တော်တော်များနေအဲ့ဟေဘဲဩဝါဒစာချုပ်ကိုဆက်သွားအောင်ဟေဘဲဩဝါဒစာအခန်းကြီးကိုအငယ်16 19အဲ့ဒါကိုကျွန်တော်တင်အခြေခံပြီးတော့ရှင်းမှာဖြစ်တယ်ပေါ့နော်နံပါတ်1အနေနဲ့မူလစာချုပ်ရှင်ပေါ့နော်စာချုပ်ရှင်အိုဣသရေလမျိုးနားထောင်တော့ငါတို့၏ဘုရားသခင်ယေဟောဝါ YHWH တဆူတပါးဒီသောယေဟောဝါဖြစ်တော်မူ၏ဆိုရယ်တရားဟောကြားအခန်းကြီး6အငယ်4မှာရှိမဣသရေလဆိုတာအတိအလင်းတကလေးလောက်ထားတယ်တဆူတပါးဒီသောဘုရားပုဂ္ဂိုလ်3ပါးမရှိဘူးခရိယန်တို့၏မူလအခြေခံအုတ်မြစ်ဖြစ်တယ်ဘုရားသခင်ကိုအစိတ်အမှာခွဲခြမ်းလိုက်ခြင်းဟာတဆူဒီသောဖယားဆိုတဲ့နော်ရှိမဣသရေလဆိုတဲ့မိုနိုတီဇင်ရဲ့ main frame ကိုရိုက်ချိုးသလိုပဲဖြစ်တယ်နော်ဓမ္မဟောင်းကျမ်းတွေကိုလည်းဖျို့ဖျဲဖြစ်စေပြီးတော့ရှင်းတော့မညီပဲနဲ့ကြောင်းကြိုက်တခြားပြင်စရာဖြစ်စေတာဖြစ်တယ်အဲ့ပုဂ္ဂိုလ်3ပါးဘုရား3စုနော်အဲ့ဒါပြောင်းလိန်တောင်စားပဲဖြစ်တယ်ပုဂ္ဂိုလ်3ပါးဘုရား3စုလို့ပြောနေတာနော်အဲ့တော့ပရိညင်စာချုပ်ကိုချုပ်ဆိုခဲ့တဲ့ဓမ္မဟောင်းပရိညင်စာချုပ်ကိုချုပ်ဆိုခဲ့တဲ့သူကဘယ်သူလဲဆိုတာအငင်းပွားစရာမရှိဘူးဖန်ဆင်းရှင်ဖြစ်တဲ့ယေဟောဝါယာဝေဆိုတာတဆူတပါးဒီသောဘုရားရှိမဣသရေလဆိုတော့ဘယ်တော့မှအငင်းပွားစရာအကြောင်းမရှိဘူးနော်ကဘာဦးကျမ်းကိုဖတ်ကဘာဦးကျမ်းဓမ္မဟောင်းကျမ်းအဲ့တော့ဟေဘဲ9:16မှာဘာပြောသလဲဆိုစာချုပ်ရှင် the one who made the covenant ဆိုပြောတယ်နော်စာချုပ်ရှင်ဆိုတာဒီပရိညင်ကိုပြုစုတဲ့ပေါ့ချုပ်ဆိုတဲ့နော်စာချုပ်ရှင်ကသေမတာစာချုပ်ဒီအာနာတည်မြဲခွင့်ရှိတယ်ထို့ကြောင့်ကားတိုင်းပေါ်မှာအသေးခံသောသူဟာမူလစာချုပ်ရှင် YHWH ကိုယ်တိုင်လူစာတီအဖြစ်ဆင်းသက်လာတဲ့လူစာတီကိုခံယူပြီးဆင်းသက်လာတဲ့နော်တဆူတပါးတီသောယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ မဟုတ်ဘဲနဲ့ဖျားပွားဖြစ်နေပါတယ်ဆိုရင်ဗရေညင်သစ်ကတရားမဝင်တော့နားလည်လားမသိဘူးအဲ့ဒါကျမ်းစာကိုပဲပြောတာဘာ theology မှမပေါအောင်တော့ဟေဘဲ9:16အရာတရားစာချုပ်ရှင်သေဦးသေးပေးရမသေးပေးဘူးဆိုရင်အဲ့ဒီစာချုပ်ကမပြတ်လည်းမပြတ်ဘူးဘယ်လို့မှလို့မရအောင်အဲ့စာချုပ်ကအတီးဖြစ်တယ်ဒါမှမဟုတ်ဓမ္မဟောင်းကျမ်းကိုချုပ်ခဲ့တဲ့စာချုပ်ရှင်က YHWH ဖြစ်တဲ့အတွက်ကြောင့်ဓမ္မဟောင်းကျမ်းကိုပြည့်စုံပါတယ်လို့ပြောတဲ့နော်ပရိညင်တရားအသစ်ကိုအတီးဖြစ်ဖို့အတွက်နော်သေပေးလို့မရဘူးတခြားဖယ်ဘွားကအဲ့ယေရှုကဖယ်ဘွားသားတော်ဖယ်သီးခြားပုဂ္ဂိုလ်တော့ပါအဖြစ်သေပေးလို့မရဘူးဘာလို့လဲဆိုစာချုပ်ရှင်က YHWH ဖြစ်နေအဲ့တော့ YHWH ကလူစားတီခံယူလာတဲ့ယေဟောဝါယာဝေရဲ့ခန္ဓာလည်းဖြစ်ရမယ် body of Christ လည်းဖြစ်ရမယ်အဲ့ဒါကို hypostatic union လို့ခေါ်တယ်ဖခင်နှစ်ပါးမဟုတ်ဘူးနော်လူစားတီခံယူလာတဲ့နံဝိညာဉ်ယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ
တဆူတပါးဒီတော့ဖေဟာ one body one spirit ဖြစ်တယ်အဲ့ဒါအသေးခံမှလာလေဗရင်ကြီးကအတီးဖြစ်ပြီးတော့ဗရင်ကြီးအဟောင်းကလည်းပြည့်စုံသွားမှာဖြစ်တယ် neutralize ဖြစ်တယ်ဖြတ်လိုက်တာမဟုတ်ဘူးနော်ဗရင်ကြီးတရားကိုဖြတ်တယ်လို့ကျွန်တော်မပြောဘူးနော်ယေရှုခရစ်ကပြက်ပြဲခြင်းကပညာတိကျအနာရကြီးကြောင့်ပြက်ပြဲခြင်းကငါလာတာမဟုတ်ဘူးလူစားတိခံလာတာမဟုတ်ဘူးတဲ့ပြည့်စုံစေခြင်းကလာတယ်သူ့ရဲ့အသွေးသွန်းလောင်းခြင်းအဖြစ်ပြည့်စုံမှုလာတာဖြစ်တယ်အဲ့ဒါရှင်းလားမသိဘူးအဲ့တော့ဗရင်ကြီးအဟောင်းလဲပြက်ပြဲရမယ်ဖြတ်ပလိုက်တာမဟုတ်ဘူးဘာလဲ neutralize လုပ်တာအသွေးသွန်းလောင်းခြင်းအဖြစ်နော်ဒါပေမဲ့ဗရင်ကြီးအစ်စ်ကလည်းပြည့်စုံရမယ်အဲ့တော့ဖယားတပါးတဲ့ပုတ်ကိုခွဲပြီးတော့နော်ဓမ္မဟောင်းစာချုပ်ရှင်ကနေခဲ့ပြီးတော့ဓမ္မသစ်စာချုပ်ရှင်ဆိုပြီးပုဂ္ဂိုလ်တီးကြတော့ပါလာသေးခံလို့မရဘူးအသေးခံရင်ဓမ္မသစ်ပဲအတီးဖြစ်တယ်ဒါကြောင့်လို့ဓမ္မသစ်ယုံကြည်သူဓမ္မသစ်ယုံကြည်သူနဲ့ဖြစ်နေတာဟမ်အဲ့တော့ဓမ္မဟောင်းကပြက်ပြဲရမယ်ဟမ်ဖြတ်ပလိုက်တာမဟုတ်ဘူး neutralize ဖြစ်ရမယ်အဲ့တော့ဘာဖြစ်ရမလဲနှစ်ပါးစလုံးအတီးဖြစ်ဖို့အတွက်ကိုဘာဖြစ်ရမလဲယေဟောဝါယာဝေကိုယ်တိုင်လူစားတိခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံ bodies of Christ ဖြစ်တယ်ဆိုတဲ့ hypostatic union ဘုရားတရားလူတရားဘယ်လိုလဲ bodies of Christ ထဲမှာရှိတဲ့ one body ဆိုတဲ့ bodies of Christ ထဲမှာရှိတဲ့နာမ်ဝိညာဉ် Elohim ဆိုတဲ့ one body one spirit ပဲဖြစ်တယ်ဆိုတဲ့ကျွန်တော်ဟေဘရဲဩဝါဒစာအခန်းကြီး9အငယ်16 19အားဖြင့်ကျွန်တော်ဒါစာချုပ်ပေါ့နော်စာချုပ်နဲ့ဒါ biblically ဘယ်လိုခေါ်လဲ bridge တော့ဓမ္မဟောင်းနဲ့ဓမ္မသစ်ကိုပြန်ပြီး bridge လုပ်ပြီးတော့ကျွန်တော်အဲ့ပြန်ပြနေတာဖြစ်တယ်တဆူတပါးဒီတော့ဘုရားပဲဆိုတော့နော်ဓမ္မဟောင်းနဲ့ဓမ္မသစ်ကျမ်းစာအထောက်အထားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘုရားသခင်ဒီမိမိနန္ဒတကိုးနဲ့ဝိညာဉ်တော်အားဖြင့်လူစားတီခန္ဓာကိုဖြစ်လာတယ်အဲ့ဒါဘေဗန်ကာရိုဖက်တန် S နှုတ်ကပတ်တော်ဒီလေလူစားတီဖြစ်ခံယူခြင်းကိုပြောတာကျမ်းစာအောက်ပါအတိုင်းအခိုင်အမာထောက်ပြတာဘာလဲဆိုရွေးနှုတ်တဲ့အရှင်ဟာ YHWH တပါးတည်းပဲဖြစ်တယ်ဘုရားနှစ်ပါးမဟုတ်ဘူးဘာကြောင့်လဲဗြိဉ္ဉ်တရားဟောင်းကလည်း neutralize ဖြစ်ရမယ်ဗြိဉ္ဉ်တရားအသစ်အသွေးဗြိဉ္ဉ်ကလည်းအတီဖြစ်ရမယ်ဗြိဉ္ဉ်တရားအသစ်အတီဖြစ်မှဗြိဉ္ဉ်တရားဟောင်းကဗြိဉ္ဉ်တရားအသစ်အဖြစ် neutralize ဖြစ်မယ်ပြည့်စုံမယ်လို့ပြောတာဖြတ်သိမ်းအောင်ပြောတာမဟုတ်နော်အဲ့တော့ဒီနှစ်ခုလုံးတပြိုင်တည်းဖြစ်ဖို့အတွက်ကတိကျပုဂ္ဂိုလ်တစ်ပါးဓမ္မသစ်ဟာလားယေရှုခရစ်တော်တိကျပုဂ္ဂိုလ်တစ်ပါးကလာအသေးခံပြီးဓမ္မဟောင်းမှာရှိတဲ့ပညာတော်ရဲ့မူလစာချုပ်ရှင်ဟာ YHWH ပါတိကျဖျက်ပွားပါဆိုရင်အဲ့ဒီဟာမပြတ်ဘူးဖြစ်နေတယ် neutralize လုပ်လို့မရဘူးဖြစ်နေတယ်အဲ့နှစ်ခုလုံးတပြိုင်တည်းမှန်ဖို့အတွက်ကအဲ့ဒါကြောင့် hypostatic union လို့ပြောတာဘုရားတရားလူတရားဘာလို့နာမ်ဝိညာဉ်ကတရားနော်လူစားတိခံယူရဲအဲ့နာမ်ဝိညာဉ်ရဲ့ခန္ဓာအဲ့ဒါဗြိဉ္ဉ်တရားတစ်ကအရှင်ယေရှုခရစ်တော်အဲ့ဒီသူ့အထဲမှာရှိတဲ့ spirit ကဗြိဉ္ဉ်တရားဟောင်းရဲ့စာချုပ်ရှင်ယေဟောဝါယာဝေနာမ်ဝိညာဉ်အေလိုဟင်ဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းပြနားလဲလားမသိဟောငါဒီဟုသောယေဟောဝါအရှင်ဖြစ်ငါမှတပါအခြားသောကဲ့တင်ရှင်မရှိဘူးဆိုတော့အဲ့ဒါကိုပြောတာတပါးတည်းဖြစ်တယ်နော်ဟောငါတို့ရွေးနှုတ်တော်ငါတို့ရွေးနှုတ်တော်ရွေးနှုတ်တော်တခင်မူကားကောင်းကင်ဘိုးကြီးအရှင်ယေဟောဝါဒီဟုသောနာမရှိသောဣတိလအမျိုးတို့၏တန်ရှင်းသောအရှင်ဖြစ်တော်မူသည်လို့ဟေရှာယ49:4မှာအဲ့ရွေးနှုတ်ကယ်တင်ခြင်းကိုဆောင်ရွက်တဲ့လူဟာ approve လုပ်ထားတာ biblically approve လုပ်ထားတာအဲ့ဒါယေရှုပဲဖြစ်တယ်ဒါပေမဲ့ပါလေလူစာတိခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ ဖြစ်တယ်အဲ့ဒါဗြိဉ္ဉ်နှစ်ပါးသလုံးဟာတပါး neutralize ဖြစ်ရမယ်တပါးတီသွားတပါးတီတယ်ဆိုရင်နောက်တပါးအဲ့ထဲမှာပြည့်စုံသွားအဲ့တီတဲ့ဗြိဉ္ဉ်တရားတဲ့မှာပြည့်စုံမှာဖြစ်တဲ့အတွက်ကြောင့်ဗြိဉ္ဉ်တရားဟောင်းကချုပ်တဲ့စာချုပ်ရှင်မှာမပါပဲနဲ့ဗြိဉ္ဉ်တရားတဲ့ဖယဘွားသားတော့ဖယဘွားတပါးအဖြစ်လာပြီးတော့ဖြည့်ပြက်လို့မရအောင်ပညာတော်တီးနေတယ်အဲ့နှစ်ခုလုံးနော်ပြည့်စုံဖို့အတွက်ကလူစာတိခံယူလဲနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ တပြိုင်နဲ့တည်းပြည့်စုံတဲ့အတွက်ကြောင့်ဘုရားတပါးပုဂ္ဂိုလ်တပါးတဆူလည်းပဲဖြစ်တယ်ဒါဆိုရင်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ကပါလေခမည်းတော်သားတော်သားတော်ဆိုတာပုဂ္ဂိုလ်နော်ခမည်းတော်နဲ့တန်ရှင်းသောဝိညာဉ်တော်ဆိုတာဝိညာဉ်နာမ်ဝိညာဉ်ဘယ်သူမှကင်ဖမ်းလို့မရအောင်ဖွဲ့လို့လည်းမရအောင်တွေးထိလို့လည်းမြင်တွေးခွင့်မရတယ်ကာဗေးချားကဘယ်လိုဖေကာရှိမှန်းမသိတဲ့
နာဝိညာဉ်လေဒီအလိုရှိသည့်တိုင်သွားလာ၏လေဤတန်ကိုသင်ဒီကြားတော့လေအဘေရကဖြစ်သည်အဘေရသို့သွားသည်ကိုသင်ဒီမသိနိုင်ဆိုလို့ပဲတန်ရှင်းသောဝိညာဉ်တော်ဟာခန္ဓာမရှိဘူးအဲ့ဒါကိုမင်းတို့ပုတ်ခိုလို့ပြောနေတော့ဟမ်မင်းတို့တမန်ကျမ်းစာကိုမင်းတို့ကြောင်းချိုက်တရားပင်တရားလို့ပြောဒါကြောင့်မင်းတို့ဂျူးတွေကမင်းတို့တဇွေးနဲ့ထွေးတာမင်းတို့စောက်ကွက်သိလားမင်းတို့သွားပြီးဂေါ်ဆွဲလောက်တာနဲ့ဂျူးကမင်းတို့စောက်ကွက်ကိုတဇွေးနဲ့ပြောမင်းတို့ဖះကိုပွားလို့တာသူတို့ဖះကိုမင်းတို့သုံးချမ်းခိုင်အပိုင်းသုံးပိုင်းချိုးပြီးတော့ခမီးတော်သားတော့တန်ရှင်းသောဝိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးပါလို့မင်းတို့ပြောနေတာဒါကြောင့်လို့ဂျူးကမင်းတို့ဂေါ်ဆွဲသွားလို့မင်းတို့စောက်ကွက်မြက်တဇွေးနဲ့ထွေးလို့တာအဲ့တော့ယေရှုဒီလူစားတိခံတဲ့ YHWH ဖြစ်ကြောင်းထင်ရှားနေတာဖြစ်တယ်အဲ့ဒါကိုကျွန်တော် approve လုပ်နေတာ biblically approve လုပ်နေတာဖြစ်တယ်နော်ဓမ္မတိကျမ်းစာမှာတမန်တော်အများကဓမ္မဟောင်း၌ YHWH ကိုယဉ်ညွန်းသောအချက်ကိုယေရှုခရစ်တော်ကို၌ဓာတ်ရိုက်ပုံဖော်အသုံးပြုခဲ့ကြတာဖြစ်တယ်ဥပမာမာလခိအနာဂတိကျမ်း3အငယ်1မှာနော်ပြောထားတဲ့ကျမ်းကျက်နဲ့မာကုအခန်းကြီး1အငယ်2 3မှာပြောတာပါတယ်ဆိုပြန်ပြီးချိတ်ဆက်တဲ့ prosopological exegesis bridge ပေါ့နော် link လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုမာလခိကျမ်းမှာ YHWH ကငါဒီမိမိတမန်ကိုဈေလို့ရသူဒီငါရှေ့၌လမ်းကိုပြင်ရမယ်လို့ YHWH ကမာလခိအနာဂတိကျမ်း3:1မှာပြောထားတယ်အဲ့ဒါဘယ်မှာပြန်ပြီးတော့ပြည့်စုံလာလဲဆိုမာကုရှမာကုခရစ်ရဲ့အခန်းကြီးsorry ရှမာကုခရစ်ရဲ့အခန်းကြီး1အငယ်2 3မှာပြန်ပြည့်စုံလာတာဖြစ်တယ်ဘာလဲဆိုဗေဒိစဆရာယောဟန်ယေရှုခရစ်တော်ရှေ့ပြေး၌လမ်းခရီးကိုထာဝရဘုရား၏လမ်းခရီးကိုပြင်ဆင်သောထာဝရဘုရားသော YHWH ရဲ့လမ်းခရီးကိုပြင်ဆင်သောသူဖြစ်တယ်လို့တော၌ဟစ်ကြော်သောသူရဲ့အသံဖြစ်တယ်လို့သူအတိအလင်းတကယ်လုပ်ထားတာဖြစ်တယ်အဲ့ဒါယေရှုဟာ YHWH ဆိုတာသူပြောနေတာဖြစ်တယ်ငါနောက်ကြွလာလို့ငါတဲ့တာကြီးမြတ်တယ်ထို့သူကတန်ရှင်းသောဝိညာဉ်တော်မီးနဲ့၎င်းဘဲစိတံပေးမဲ့သူဖြစ်တယ်ဆိုပြီး YHWH ဟာယေရှုပဲလို့တဆူတော်ဘာဒီသောဘုရားဖြစ်ကြောင်းကိုမာလခိအနာဂတိကျမ်းအခန်းကြီး3အငယ်1နဲ့ရှမာကုခရစ်ရဲ့အခန်းကြီး1အငယ်2 3မှာအတိအလင်းချိတ်ဆက်ပြီးတော့ပေါ်ပြနေတာဖြစ်တယ် biblically approved ဖြစ်တယ်နော်ဖိလိပ္ပိ2:10 17နဲ့ဟေရှာယ45အငယ်23ကို link လုပ်ကြည့်တဲ့အခါမှာနော် prosopological exegesis လို့ခေါ်တယ်အဲ့ဒီအောင် self expression လို့ခေါ်တယ်သူဘာတူလဲဆိုတော့အဲ့ဒီဖိလိပ္ပိ2:10 17မှာတမန်တော်တွေကပြောတဲ့သူနဲ့ဟေရှာယ45အငယ်23မှာဟေရှာယ prophet ကပြောတဲ့အောင်ပြန်ချိတ်တဲ့အခါမှာဟေရှာယကျမ်းမှာ YHWH ငါရှိနေလူတိုင်းတူးထောက်ရမယ်လို့ပြောတဲ့ဟာဖိလိပ္ပိ2:10 မှာယေရှုနာမတော်မှာကောင်းကင်အောက်မြေကြီးစัจ java မှာရှိတဲ့လူတိုင်းဟာဒုထောက်ရမယ်လို့ပြန်ပြီးတော့အဲ့ဒါ prosopological exegesis လို့ခေါ်တယ် bridge လောက်တာနော်အတိတ်အနာဂတ်ပြစ္ဆုတ်ပံကို bridge တရားထိုးပြီးတော့ချိတ်ဆက်ပြီးပေါ်ပြသူဘယ်သူလဲဆိုတော့ပေါ်ပြနေတာဖြစ်တယ်နော်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်16မှန်သောကိုးကွယ်ခြင်းနည်းနည်းသောအရာသည်အဘယ်အရာဖြစ်သည်ကိုငါတို့သည်ညှင်းခုန်ရမယ်ချီအကြောင်းကဘုရားသခင်ဒီကိုခန္ဓာ၌ပေါ်ထွန်းတော်မူအဲ what began flesh ကိုပြောတာနှုတ်ကပတ်တော်ကလူစားတိခံယူလာတဲ့ယေဟောဝါယာဝေရဲ့ခန္ဓာဖြစ်တယ်ဆိုတော့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်14 15 16ကိုဖတ်ကြည့်လို့ရှိရင်အဲ့ဒီမှာအတီကလင်းတက်ကလေးလောက်တာနော်လူစားတိမှာထင်ရှားလာတယ်တဲ့ဘာလဲနာဝိညာဉ်ဝိညာဉ်တော်ဒီတမာတရားဖြစ်လေတသက်ခံတယ်တမာတရားဆိုတာယေရှုအဲ့ဒါဝိညာဉ်တော်ဆိုတာပါလေနာဝိညာဉ်ဘုရားသခင်ကတမာတရားဖြစ်လာတယ် what began flesh ဖြစ်လာတယ်တဆူတော်ဘာဒီတော်ဘုရားဆိုတော့တမာကျမ်းစာ approve ဖြစ်နေတာဖြစ်တယ်ကျွန်တော်ဘယ် doctrine မှမပြောဘူးနော်ကိုမှားနေတမာကျမ်းစာနဲ့မကိုက်ဘူးဆိုရင်မင်းတို့ပြင်ဖို့လို့တယ်မပြင်မင်းတို့ go to the hell တိလားမင်းတို့ကမလို့လူတသိန်းနှစ်ချင်းပေးမင်းတို့ငရဲပို့နေတာတိလားတမာကျမ်းစာနဲ့မင်းတို့မကိုက်ဘူးငါအခုတမန်ကျမ်းစာကိုပြောတာဘယ်ခိုင်းအောင်မှပြောတာမဟုတ်ဘူးငါ့ကိုလာမဆွတ်ဆွဲနဲ့ modelism တို့ဝါတက်တက်ဆိုပေါက်ပန်းသေးလားမပြောနဲ့ငါနှစ်ချင်းခရစ်ယာန်လို့ငါပြောပြီးပြီဒါပေမဲ့နှစ်ချင်းခရစ်ယာန် doctrine ကိုငါမပြောဘူးတမန်ကျမ်းစာရဲ့ဆိုလိုရင်းကိုပဲငါပြောနေတယ်66ကျမ်းအဲ့ဒါမင်းတို့နားမလည်ဘူးလားငါပြောတဲ့စကားအဲ့တော့တမန်တော်ဝိထုမှာရှင်ဘောလူကပါပြောလဲ blood ပေါ့နော် the blood of God ဆိုတာဘုရားရဲ့အသွေးလို့ပြောတယ်ဒါကယ်တင်ခြင်းကိုဆောင်ရွက်နိုင်တာဘုရားတစ်ပါးရဲ့အသွေးပဲဖြစ်တယ်ဖယဘွားကလာပြီးဆောင်ရွက်တယ်ဆိုတော့ဒါဖယနှိမ့်လည်းဆောင်ရွက်လို့မရအောင်ဒါတော့ဖယဘွားတီးခြားပုံကိုယ်တစ်ပါးကလာဆောင်ရွက်လို့မရအောင်ဒါ abuse လုပ်တာအပြောပြီးတရားတော်မူသောအဖာဆိုတာသူကိုယ်တိုင်ခံစားရတာဖြစ်တယ်သူကိုယ်တိုင် suffering လုပ်တာဖြစ်တယ်သူကိုယ်တိုင်ယူတင်ဆောင်ရွက်တာဖြစ်တယ်ဘာလို့လဲသူ့ရဲ့ခန္ဓာကိုယ်ပိုင်ခန္ဓာနဲ့လူစားတိခံရနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ နဲ့ယူတင်ဆောင်ရွက်တာဖြစ်တယ်
အဲ့ suffering ကိုသူကိုယ်တိုင်ခံတာသူကိုယ်တိုင်အသေးခံပြီးသူကိုယ်တိုင်ထမြောက်တာဖြစ်တယ်အဲ့ဒါကိုငါခမည်းတော်ဒီထိုအခွင့်ကိုငါအားပေးတော်မူပြီဆိုတော့အဲ့ဒါနှစ်ပါးလို့မင်းတို့ပြန်ပြောပြန်မဟုတ်ဘူးအဲ့ဒါဟမ်ကိုအသေးခံမယ်ဆိုတဲ့ရွေးနှုတ်ကဲ့တင်မယ်ဆိုတော့နှုတ်ကပတ်တော်ကလူဖြစ်လာတာအဲ့ဒါကိုခမည်းတော်ကငါ့ကိုပေးတယ်လို့ပြောတာဘာလို့ तू ကအဲ့ဒီအသေးခံမယ်ဆိုတဲ့နှုတ်ကပတ်တော်ရဲ့အယိုးသားနဲ့ခန္ဓာဖြစ်လာတာအဲ့ဒါကိုပြောတာဖယေဘွားမဟုတ်ဘူးလို့ပြောတာဤကျမ်းချက်ကဟေဘဲဩဝါဒစာတမန်တော်ဝတ္ထု20အခန်းကြီး20အငယ်28ပေါ့ထို့ကြောင့်သင်တို့သည်ကို၎င်းနဲ့တန်ရှင်းသောဝိညာဉ်တော်သည်သင်တို့ကိုအုပ်ချုပ်စေတော်မူသောတိုးစုခတ်သိမ်းတို့ကို၎င်းနဲ့တတိပြုကြလောဘုရားသခင်သည်မိမိအသွေးတော်နှင့်ဝဲတော်မူသောအသင်းတော်ကိုလှုပ်ကြွေးကြလောဘယ်လိုပြောတာတမန်တော်2ခန်းကြီး20အငယ်28မှာဘုရားသခင်ရဲ့အသွေးလို့ပြောတာနော်တိလားဘုရားကတဆူတည်းရှိတယ်ပုဂ္ဂိုလ်3ပါးဆိုအဲ့ဒါဘုရားအသွေးမဟုတ်တော့ဘူးမင်းတို့ပုဂ္ဂိုလ်3ပါးတည်းကone third အသွေးဖြစ်သွားပြီမင်းတို့ကယ်တင်ခြင်းမရဘူးအဲ့ဒါတိလားပုဂ္ဂိုလ်3ပါးမင်းတို့ခွဲလိုက်တာနဲ့100%ဘုရားအသွေးမဟုတ်တော့ဘူးone third percent ဖြစ်သွားပြီအဲ့ဒီအသွေးကမင်းတို့ကိုရွေးကောက်ကယ်တင်ခြင်းမပေးနိုင်ဘူး100%ဘုရားအသွေးနဲ့ရွေးနှုတ်တာလို့တမန်တော်28မှာအတီလင်းပြောတယ်ဤကျမ်းကျဟေဘဲ9 16 19ပြန်ပြီးတော့prosopological exegesis bridge ပြန်လုပ်နေတာဖြစ်တယ်နော် self expression လုပ်နေတာဖြစ်တယ်ကားတိုင်းပေါ်၌တွန်းလောင်းခဲ့သောအသွေးတော်သည်တီးခြားဖန်ဆင်းခံလူသားတဦးသို့မဟုတ်ဖျက်ဘွားနော်ဖျက်နေတူသားတော်တီးခြားတူလူသားတူဟာတီးခြားဖန်ဆင်းခံရတဲ့ဖျက်ဘွားအငယ်တစ်ခုရဲ့အသွေးမဟုတ်ဝင်နဲ့ဘုရားသခင်ကိုယ်တိုင်လူစားတီးခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ တဆူတော်ပါဒီတော်ဘုရားရဲ့အသွေးဖြစ်တယ်အဲ့ဒီ blood of God himself ပေါ်ပြထားတာဖြစ်တယ်တမန်တော်ဝတ္ထုအခန်းကြီး20အငယ်28ကနော်အဲ့တော့ဖယေနေမင်းတို့ဖယေဘွားလို့လို့မရဘူးကျမ်းစာမင်းတို့ခွင့်မပြုဘူးမင်းတို့အော်နေတာပုံကို3ပါးရှိတယ်လို့အော်နေတာအဲ့တော့အထက်ပေါ်ပြတယ် sola scriptura ကိုကျွန်တော်ပြောတာနော်ဘယ် doctrine ကိုမှပြောတာမဟုတ်ဘယ်ခိုင်းကိုမှပြောတာမဟုတ် sola scriptura 66ကျမ်းမှာရေးထားတဲ့ဟာကိုပဲပြောနေတာအထက်ပေါ်ပြပါ sola scriptura ဓမ္မပညာဆိုင်ရာနဲ့အညီနော်အခုကျွန်တော်တင်ပြရတဲ့တမန်ကျမ်းစာ66ကျမ်းပါစာအုပ်တအုပ်လုံးရဲ့အနှစ်ချုပ်ဖြစ်တဲ့ရှီမာ Israel တဆူတော်ဘာဒီသောဖျားဆိုတဲ့ main frame ရဲ့မှာလာ biblically approved ဖြစ်နေတာဖြစ်တဲ့အပေါ်မှာမင်းတို့အဲ့ဒါကို distortion လုပ်နေတယ်မင်းတို့ပုဂ္ဂိုလ်3ပါးဆိုတာမင်းတို့ ground ချိုက်ချာဖင်ချာဖြစ်နေတယ်ဒါကြောင့်မလို့ Israel ကမင်းတို့ gospel သွားလို့မင်းတို့မျက်နှာကိုတစွေးနဲ့ထွေးတာအဲ့တော့ဟေဘဲဩဝါဒစာအခန်းကြီးကိုအငယ်16 19နဲ့ကျွန်တော်အဲ့ဒါစာချုပ်ရှင်သေပေးရမယ်အဲ့စာချုပ်ရှင်သေဖို့ကဗြိဉ္ဉ်တရားအသစ်နဲ့ဗြိဉ္ဉ်တရားဟောင်းဖြစ်တဲ့အတွက်တပါးတဆူတပါးဒီတော့မိုနိုတီဇင်ရဲ့ one body one spirit ဆိုတဲ့ယေရှုခရစ်တော်ဟာ YHWH ကလူစားဒီခံယူလာတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ bodies of Christ အဲ့ဒါနဲ့အသေးခံအသွေးသွန်းလောင်းရတယ်အဲ့ဒီ blood ဖယားအစင်စစ် 100% blood ဖြစ်တယ်ဆိုတဲ့အကြောင်းအဲ့ဒါမှာစာချုပ်နှစ်ခုလုံးကစာချုပ်အဟောင်းอ่ะဗြိဉ္ဉ်အဟောင်းอ่ะ neutralize ဖြစ်တယ်ဘာဖြစ်လို့လဲဗြိဉ္ဉ်တရားသစ်တီမှဗြိဉ္ဉ်တရားဟောင်းอ่ะလည်း neutralize ဖြစ်တယ်ဖြတ်တယ်လို့ပြောတာမဟုတ်တော့ပြည့်စုံတယ်လို့ပြောတာဗြိဉ္ဉ်တရားသစ်ပြည့်စုံဖို့ဗြိဉ္ဉ်တရားဟောင်းอ่ะစာချုပ်ရှင်ကတပါးဗြိဉ္ဉ်တရားသစ်ကစာချုပ်ရှင်ကတပါးပုဂ္ဂိုလ်ကြီးကြနှစ်ပါးဆိုရင်စာချုပ်ရှင်ဗြိဉ္ဉ်တရားသစ်ကစာချုပ်ရှင်ဟာယေဟောဝါယာဝေမဟုတ်ပါဘူးလို့မင်းတို့ပြောတဲ့အတွက်ကြောင့်မင်းတို့ရဲ့ပရိညင်တရားဟောင်းကမပြည့်ပြည့်ဘူး neutralize လည်းမဖြစ်ဘူးမဖြစ်တဲ့အတွက်အဲ့ဒီပညာတရားအတိုင်းမင်းတို့တရားစီရင်ပြီးတော့ကယ်တင်ခြင်းမရအောင်ဖြစ်တယ်နားလည်လားမသိဘူးအဲ့နားမလဲနောက်ထပ်ရှင်းရတာပေါ့နော်အဲ့တော့တရားတော်မူသောဘာဆိုတာကျွန်တော်ဆက်ဆွေးနွေးမှာပေါ့နော်တန်ရှင်းသောဝိညာဉ်တော်ဟာလူထဲမှာပုကဝင်စားခြင်းမလုပ်အဲ့ဒါလေးကျွန်တော်ဆက်မယ်အပိုင်းပေါ့နော်နောက်တစ်ပိုင်းအဲ့ဒါနောက်တော့နေ့မှာပဲဆက်တော့များရတယ်နော်တော်တော်များတယ်တန်ရှင်းသောဝိညာဉ်တော်လူထဲမှာပုကကိုမဝင်စားအောင်နပူးတယ်လို့ဘယ်တော့မှမပူ dwelling among us ဆိုတာ in him within by through in အဲ့ဒီစကားတွေက dwelling among us လို့ပါလို့ဆိုတန်ရှင်းသောဝိညာဉ်တော်လူထဲမှာနပူးတယ်လို့ဘယ်တော့မှဝင်ပူရှာလ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 ာပပပပပဆိုတွန်းလဲမူးလဲဘယ်တော့မှကာအိမ်တွေကိုမဖြစ်ဘူးတန်ရှင်းသောဝိညာဉ်တော်တဲ့လူတယောက်ကကာဗေးချောက်ဘယ်တော့မှပြက်ပြားသွားအောင်မလို့တဲ့လားယောရှုရေးဆာယာရေးဇော်လင်းအောင်ဒေးဗစ်ငလာကိုလုံနေ
နိုင်ငံသားမှာလည်းအများကြီးပဲအဲ့လိုပဲမူလဲပြီးတော့လူတွေတစ်ဆက်ဆက်နဲ့မွေလိုပဲတွန့်လေပြီးတော့အသေးရုပ်အသေးရှုံချတယ်အဲ့ဒါတန်ရှင်းသောဝိညာဉ်တော်မဟုတ်ဘယ်တော့မှမလို့ကျွန်တော်နောက်တစ်ပုတ်မှာအဲ့ဒါတန်ရှင်းသောဝိညာဉ်တော်လူထဲမှာပူကတ်ဝင်စားခြင်းဘယ်တော့မှမလို့ပူကတ်ဝင်စားရဲဆိုတာမရင်းကျင်တာသူများခန္ဓာကိုမရင်းကျင်တာနားလည်အောင်ပြောတာ abuse လုပ်တာဘယ်တော့မှမလို့တန်ရှင်းသောဝိညာဉ်တော်တူရှင်တွဲပြီးနေတူရှင်တွဲပြီးလမ်းပြတယ်ပို့ဆောင်တယ်အကြံဉာဏ်ပေးတယ်တတိပေးတယ်ညာအမျက်စိအလင်းပွင့်ပေးတယ်အဲ့ဒါကျွန်တော်နောက်နေ့ကြာမှဆက်မယ်နော်ဒါဒီနေ့တော့ဒီလောက်ပဲ God bless you စာကျုပ်နဲ့ကျွန်တော်ရှင်းပြလိုက်တာဟေဘဲဩဝါစာအခန်းကြီးကိုအငယ်ဟလာ16 19ပေါ့နော်အဲ့ဒါကျွန်တော်နည်းနည်းလေးပြန်ဖတ်ပြမလားဒါပါတယ်အားလုံးလည်းသိနေကြပါပါဒီစာကျုပ်ကအကြောင်းအားတော့နော်ဟေဘဲဩဝါစာအဲ့တော့စာကျုပ်ရှင်သေပေးရမှာဖြစ်တဲ့အတွက်ကြောင့်ဖယားနှစ်ပါးခွဲထုတ်လို့မရအောင်နော်ဘာလို့တပြိုင်တည်းစာချုပ်နှစ်ခုလုံးကတပြိုင်တစ်ခုရဓမ္မဟောင်းရဲ့စာချုပ်ကနော်ပရိညင်တရားဟောင်းကလည်း neutralize ဖြစ်သွားနော်ပရိညင်တရားတဲ့အသွေးပရိညင်ကလည်းတပြိုင်နဲ့တည်းနော် simultaneously continuously instantaneously တပြိုင်တည်းမှာ neutralize ဖြစ်သွားပြီးပြည့်စုံသွားအဲ့လိုဖြစ်ဖို့အတွက်က hypostatic union ဆိုတာနားလည်လားမသိအဲ့ဒီနာဝိညာဉ်ဘုရားသခင်က one body one spirit အဖြစ်ယေရှုခရစ်တော်ဆိုတဲ့ခန္ဓာထဲမှာရှိတယ်တဆူတပါးဒီတော့ဘုရား one body one spirit နဲ့အသေးခံပြီးထားမြောက်တဲ့အခါမှာလည်း one body one spirit နဲ့ထားမြောက်တာဖြစ်ဟောအဲ့ဒါအားဖြင့်ဓမ္မသစ်ကိုဓမ္မဟောင်းကနှစ်ခုလုံးဓမ္မဟောင်းဒီအောင်မြင်တယ်ဓမ္မသစ်ဒီလည်းအောင်မြင်သွားတယ်ဘာလို့အဲ့ဒီနှစ်ပါးကတပါးတည်းဖြစ်နော် I and the Father are one ဆိုတာအဲ့ဒါကိုပြောတာ God bless you everybody